ကဲအားလုံးပဲဒီနေ့ကတော့ပွဲစိတ်သွားဖမ်းမှာဖြစ်ပါတယ်ပွဲစိတ်ကဝယ်မယ်ဆိုရင်လည်းဈေးနည်းနည်းများတော့ကိုယ့်လက်ထဲရောက်မှတေသွားတာတွေဘာတွေဖြစ်ရင်တော့ရင်ကျိုးပြီးတော့မှနာမဲခံတာဖြစ်နေတဲ့အတွက်ကျွန်တော်ဖမ်းမှာဖြစ်ပါတယ်တွေ့ပြီဒီနေ့ဖမ်းမှာတော့ဒီကောင်လေးတွေဖြစ်ပါတယ်ဒီကောင်လေးတွေကိုကျွန်တော်အကောင်20 30လောက်ဖမ်းရမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကြားဘူးကတော့ပွဲစိတ်လေးတွေကဘယင်မတေသွားလို့ရှိရင်သူတို့ထဲကပွဲစိတ်တကောင်ကိုဘယင်မအဖြစ်ပြန်လဲရွေးကောက်ပြီးတော့မှဘယင်မလှုပ်ခိုင်းနေဆိုတော့ကျွန်တော်အဲ့ဒါကိုစမ်းကြည့်မှာဖြစ်ပါတယ်ကဲပွဲစိတ်လည်းထည့်ပြီးဝါတာတာဝါလည်းအဆင်ပြေပြီးသူတို့အစားတောက်တဲ့တကြားရည်ကိုကျွန်တော်ထည့်ပေးဖို့အတွက်ခွက်လေးတစ်ခုကိုချလိုက်တယ်ပြီးရင်တကြားရည်ထည့်မယ်ပြုံလေးနဲ့တကြားရည်ကိုထည့်ထားပေးမယ်နောက်နေ့ဘယ်လိုအခြေအနေရှိလဲဆိုတာကျွန်တော်ဆက်လက်အဆောင်ကြည့်မှာဖြစ်ပါတယ်ဒါကတော့အန်လေးတွေလှုပ်ရှားတွာလာနေတဲ့ပုံမှာသူတို့ရဲ့နေရာတစ်ရောက်တဲ့အတွက်နေရာကိုရှာဖွေနေကြတယ်ဖြစ်ပါတယ်ဒါကတော့သူတို့လှုပ်ရှားနေတဲ့အခြေအနေပါသူတို့အောက်ကံတော့တွေ့သွားပြီအောက်ကံမှာသူတို့နေရာယူမယ်နောက်ရက်တွေကြရင်သူတို့တွေဘယ်လိုတွေအလုပ်လုပ်တယ်ဘယ်လိုတွေအစာရှာစားကြတယ်ဆိုတာကိုကျွန်တော်နောက်ဗီဒီယိုတွေမှာတင်ပြပေးတော့မှာဖြစ်ပါတယ်ကဲကျွန်တော်အန်လေးတွေဘယ်လိုမျိုးနေထိုင်သွားကြမယ်ဆိုတာကိုကျွန်တော်ဆက်လက်တင်ပေးပါမယ်ကျေးဇူးပါ